ဒီနေ့ကတော့ဘန်ကောက်မှာချမ်းသာဆုံးလူတွေနေတဲ့ရက်ကွက်မှာရှိတဲ့ဆိုင်တန်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဆိုင်တန်းလေးတွေကတော့ကြီးကြီးလှလှလေးတွေနဲ့ very classic ပေါ့နော်။လာစားတဲ့လူတွေလည်းတော်တော်လူတတ်တယ်လို့ပြောရမယ်။ဒီနေ့တော့ဒီဆိုင်လေးမှာပဲရွေးပြီးစားဖြစ်ပါတယ်။ဒါကတော့ဒီဆိုင်လေးရဲ့ menu ပေါ့နော်။သူကအဓိက seafood တွေရတာ။ဒါကတော့ဘဲဥပုံစံမျိုးစုံနဲ့ချက်ထားတဲ့ menu ပေါ့နော်။မတွေ့ရတဲ့အတိုင်းပဲ seafood ကိုမှ share seafood เนาะ char grill seafood လို့ရေးထားတယ်။သူကဒီလိုပစုံတုပ်တွေရတယ်ပေါ့နော်။ဒါကတော့ချိုပွဲ menu ဖြစ်ပါတယ်။ချိုပွဲလေးတွေကတော်တော်စိတ်ဝင်စားစရာကောင်းတယ်သူချိုပွဲလေးတွေကလေ။ဒါကတော့ကနန်းသမင်းကြော်ပါ။ဒါကတော့ငါးကြော်။ဒါကတော့ဝက်သုံးထပ်သားပါ။ဒီမှာတော့လေစားချင်တာစားတော့ပြုံးနေရပဲ။ဒါကတော့ TikTok မှာအရန်နာမည်ကြီးနေတဲ့ကစွန်းရိုးကြော်ဒါကတော့သွေးကုန်းဒါဘာကျူမျိုးစားလဲမသိဘူးသိရင် comment မှာရေးခဲ့ပေးပါဦးเนาะအဲ့ဒါလေးကို first time try လိုက်တာလေထုတ်ကလေးနဲ့အရသာအရန်ရှိတယ်ဒါကတော့ငါးစီပေါင်းဖြစ်ပါတယ်ငါးစီပေါင်းကိုမြည်ပေးနေတော့မမနော်ဒီကတော့စိတ်လေးဒါမျိုးကဆိုရှစ်ကောင်လောက်မာလိုက်တယ်ထင်တယ်မှာထားတာလေးတွေလည်းအစုံရောက်ပြီဆိုတော့စစားပါတော့မယ်ပစုံအောင်လောက်လေးကိုအရင်နည်းမယ်နော်ပြင်းနေရတာလေးကစိတ်ထွက်နေတာချိန်လေးနဲ့ညညနဲ့ဆက်တာအုံနောက်ဆိုအုံနောက်သူကမှကတော့ဆိုအနစ်တွေရှိရလေအုံနောက်အနစ်တွေအဲ့ဟာတွေကိုအနစ်ပူလေးနဲ့စားအဲ့ဒီဟာ8 5လေးပြန်ကြပါတော့နော်သူရဲ့အရာတာနဲ့ texture ဆက်တယ်ဝင်ရောနဲ့ကြိုက်လိုက်တဲ့အရာသားလေးကစကလုံးတွေတောင်မှပျောက်ဆုံးတောင်းမြင်လေးရောတိတိလေးပေါ့နော်အနှံ့လေးရတယ်ခုနကပြောတော့နီးနိုင်ထားတဲ့အတွက်ညညမမွေးလေးကျင်းချရောက်သွားတယ်ပေါ့မောင်လည်းဒီနေ့ရှော့ကန်ထိုးတဲ့ချိန်လိုက်တယ်ဒီလိုမျိုးအရသာကောင်းတယ်ကောင်းဆုံးဆိုင်တွေလိုက်ပို့ပြီးတော့တက်ကျွမ်းတဲ့သူနဲ့ဆိုရင်တော့ပေးရတဲ့ဈေးနဲ့တန်တဲ့အစားအစာကိုစားရတာပေါ့နော်ဒီထိုးလေးကဈေးလည်းမကြည့်ဘူးစိတ်လည်းအရန်ချမ်းသာရတယ်ဒီလားဒါမျိုးပစုံကို3កောင်လောက်ကိုအဝကြိတ်ခဲလိုက်ပါတယ် Thank you